မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်မတူထွင်လိုက်ရတဲ့နည်းပညာလေးတစ်ခုမျှဝေပေးခြင်းတယ်နော်ကျွန်တော်ကတော့အမြဲတမ်းဒီလိုမျိုးနည်းပညာတွေကိုကျွန်တော်အရင်စိတ်ဝင်စားတယ်ကျွန်တော်ဝါသနာပါတယ်အဲ့တော့ကျွန်တော်ဝါသနာပါတဲ့အမြပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်ချပြခြင်းတယ်အဲ့တော့ကျွန်တော်လူမျိုးဝါသနာတူတွေကိုကျွန်တော်တစ်ချက်အကြံပေးခြင်းတယ်ပေါ့နော်ဒီအကြံဉာဏ်ကတော့ကျွန်တော်အကောင့်ထဲပေါ်ဖို့လှုပ်ထားတာဒါပေမဲ့အကြောင်းကြောင့်ကျွန်တော်မလုပ်ဖြစ်ဘူးဆိုတော့ကျွန်တော်မိတ်ဆွေတို့လှုပ်ချင်တယ်ဆိုရင်လိုက်လှုပ်လို့ရအောင်ကျွန်တော်အကြံလေးပေးခြင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမော်တာပီနီယံပေါ့နော်မော်တာပီနီယံကော်ပီနီယံနေဆိုလို့ရှိရင် original ကော်ပီနီယံနဲ့ဈေးကြည့်တယ်ဈေးကြည့်ရဆိုတော့ကျွန်တော်တို့နောက်ထပ်ဒီတန်ပီနီယံအနေနဲ့အစားထိုးသုံးရတယ်တန်ပီနီယံအနေနဲ့အစားထိုးသုံးတဲ့နေရာမှာဘာပြဿနာဖြစ်လဲဆိုတော့တန်ပီနီယံနေအစားထိုးသုံးတဲ့နေရာမှာအတန်ကျဲတယ်ပြီးလို့ရှိရင်ပီနီယံကျွေတယ်အဲ့တော့ပီနီယံကိုဒီတန်ပီနီယံကိုရှည်ရှည်အသုံးခံအောင်ကျွန်တော်တွေ့ရှိထားတဲ့နည်းပညာလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတန်ပီနီယံတွေကတော့ကျွန်တော်ထင်တာပေါ့သူတို့ဒီတန်ပီနီယံခုတ်ထားတဲ့နေရာမှာသူတန်အစိမ်းပဲပေါ့နော်အဲ့တော့ဒီတန်ပီနီယံတွေကိုကျွန်တော်တို့ကိုယ့်အကိုပြန်ပြီးတော့နားလေတက်ကျွမ်းတဲ့လူနဲ့ဒီပီနီယံတွေကိုထပ်ပြီးတော့စေးသားပြန်တင်ပေါ့နော်ပီနီယံခွေးသွားစိတ်လေးတွေမာဝအောင်လို့စေးသားလေးတွေပြန်တင်မှာနောက်ပြီးကြတော့ဒီမှာသူ့မှာဒီနောက်မှာဒီအဖူလေးပါရနော်အဲ့ဖူလေးမှာကျွန်တော်တို့ဒီမူလီအရစ်ချပြီးတော့ဘာလုပ်မလဲဆိုတော့ဒီပီနီယံခွင်ထဲကိုကျွန်တော်တို့အင်ဂျင်ဝိုင်ထည့်မှာပေါ့နော်အဲ့တော့အင်ဂျင်ဝိုင်ထည့်လို့ရှိရင်ဒီဟိုဘက်ကွိုင်ထဲကိုကျွန်တော်တို့အင်ဂျင်ဝိုင်နေဆင်းသွားမှာပေါ့ဘယ်လိုလုပ်လုံမှာလဲဆိုတဲ့ reason တွေလာပါလိမ့်မယ်အဲ့တော့ဒီမော်တာကိုအင်ဂျင်ဝိုင်ထည့်မယ်ဆိုရင်ကျွန်တော်အပြည့်ထည့်မှာမဟုတ်ပါဘူးဒီဝင်ရိုးနာမရောက်ခင်နာလေးထိပဲထည့်မှာပေါ့နော်သူ limit လေးရှိပါမယ်အဲ limit နာလေးထိပဲထည့်မှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီမော်တာရဲ့ကြားထဲမှာ gasket ခံဖို့လိုပါတယ် gasket ခံမယ်ကော်တုံးမယ်ပြီးရင်မော်တာလုံးလိုက်မယ်ဆိုလို့ရှိရင်ဒီပီနီယံဘက်ချမ်းကဟာလုံသွားလိမ့်မယ်နော်အဲ့တော့ဆိုင်ကယ်အင်ဂျင်လိုပါပဲဆိုင်ကယ်အင်ဂျင်ဆိုရင်လည်းအားလုံးဘယ်နှချမ်း၄ချမ်းရှိရယ်နော်၄ချမ်းလုံးကိုသူဂျားမှာ gasket တွေခံပြီးတော့လုံအောင်လုပ်ထားတယ်အင်ဂျင်ဝိုင်နဲ့ဒီမော်တာတစ်လုံးလုံးကိုလဲပတ်နေရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီကောင်ကိုတန်ပီနီယံထည့်မယ်အင်ဂျင်ဝိုင်ထည့်မှာဖြစ်တဲ့အတွက်ဒီကောင်တွေကို gasket ထည့်မယ်ကော်တုံးမယ်ပြီးတော့သူ့မှာအရစ်ချမှာဘယ်နေရာချမလဲဆိုတော့ဒီနားလေးမှာဒီရလေးဒီအဖူလေးကိုလည်းကျွန်တော်တို့အပေါက်ဖောက်ပြီးအရစ်ဖော်ပြီးတော့ဒီနေရာကအင်ဂျင်ဝိုင်ထည့်မယ်အပေါက်ဒီနေရာအင်ဂျင်ဝိုင်ထည့်မယ်ကျွန်တော်တို့ပြန်ထုတ်တဲ့အခါကျလို့ရှိရင်ဒီဘက်အနောက်မှာဒီအနောက်ကအင်ဂျင်ဝိုင်ထုတ်မဲ့အပေါက်သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအင်ဂျင်ဝိုင်ကိုအပြည့်ထည့်မှာမဟုတ်ပါဘူးဒီအောင်နားလေးထိပဲထည့်မှာဖြစ်ပါတယ်အဲ့အတွက်ဒီပီနီယံနှစ်ခုကြားထဲကိုကျွန်တော်တို့အမြဲတမ်းဒီအင်ဂျင်ဝိုင်ရောက်နေတဲ့အတွက်ပီနီယံရဲ့ကျွန်တော်တို့ပုတ်တိုက်မှုနှစ်ခုကြားပုတ်တိုက်မှုရဲ့အပူရှင်ကိုလည်းရှော့ပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အတန်ဆိုရင်လည်းပို့ပြီးတော့ညံ့ညောသွားပါလိမ့်မယ်အဲ့တော့တန်ပီနီယံထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆိုရင်အတန်အရန်ကျန်းတယ်ဒီဟာကိုအင်ဂျင်ဝိုင်နဲ့ကျွန်တော်အစားထိုးပြီးတော့တည်တည်ချာချာလေးပြန် modify လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမော်တာတန်လည်းညှက်သွားနိုင်တယ်ပြီးတော့ရှည်လေးပို့ပြီးခံမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီတန်ပီနီယံကိုစေးသက်ပြန်တင်ထားတဲ့အတွက်ပို့ပြီးတော့ရှည်ခံပါလိမ့်မယ်အဲ့တော့ဒီနီးကတော့ကျွန်တော်အကောင့်ထဲပို့ဖို့အတွက်စဉ်းစားထားတဲ့နီးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအပိုင်း
မအားဘူးနောက်ဆိုလည်းအားမှမဟုတ်တဲ့အတွက်ကျွန်တော်မလုပ်ဖြစ်ဘူးเนาะဒီအစီအစဉ်ကိုကျွန်တော်နောက်ကြရင်ကျွန်တော်လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စိတ်ကူးစိတ်တန်းကိုမိတ်ဆွေတွေကိုချပြတာဖြစ်ပါတယ်ဝါသနာပါတဲ့မိတ်ဆွေတွေကျွန်တော်ပြောတဲ့ဟာတွေကိုအကောင့်ထဲပေါ်လို့ရပါတယ်ခင်ဗျာအဲ့အတွက်ဒီခါးဆွဲမော်တာဆိုလို့ရှိရင်ဘိုးဆိုရင်36ဘိုးထိကျွေးလို့ရတယ်ဝက်ဆိုလို့ရှိရင်9ရောက်ဝက်လောက်ထိတင်လို့ရပါတယ်အဲ့တော့ခါးဆွဲရဲ့အားသာချက်ကတော့ဂီယာတွေချိန်နေနဲ့အလုပ်လုပ်ရတဲ့အတွက်စပီးကတော့တော်တော်ထွက်တဲ့အထဲမှာပါတယ်เนาะအဲ့တော့ကျွန်တော်ပြောတဲ့နီလန်လေးကတော့အလုပ်ဖြစ်မယ်လို့ကျွန်တော်ကတော့တရားရခိုင်နှုန်းလောက်ယုံကြည်တယ်အဲ့အကြံဉာဏ်လေးကကျွန်တော်မလုပ်လိုက်ရတာဖြစ်တဲ့အတွက်လုပ်ချင်တဲ့ညီကိုတွေကိုဤပညာလေးပြန်လဲမျှဝေပေးရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ